မင်္ဂလာပါရှင်အိမ်မက်များနဲ့တုတ္တဝေပြ page ကကြိုဆိုလိုက်ပါတယ်ဒီတစ်ခါပြုပြခြင်းတဲ့အကြောင်းအရာလေးကတော့7-day challenge လို့ခေါ်တဲ့နည်းလေးတစ်ခုပါ9ရက်စံသက်ချက်ပေါ့နော်လိုအပ်တာကတော့မြင်းအစိမ်းမှာမြင်းအစိမ်းမရှိရင်တော့ဝယ်ရမှာဖြစ်ပါတယ်ဘောပင်တဲ့ soft pen ကပိုကောင်းပါတယ်မြည်သည့်နေ့မှမဆိုစတင်နိုင်ပါတယ်လောက်ရတဲ့ရည်ရွယ်ချက်ကတော့ဆန္ဒပြည့်ဖို့ပါပဲတင်ဆူတောင်းပြည့်ဖို့ပါတစ်ချိန်မှာဆူတောင်းတစ်ခုအတွက်သာပြုလုပ်တင်ပါတယ်မနေ့အရာနိုးတဲ့အချိန်ရေမိုးချိုးဒါမှမဟုတ်ရင်လည်းကိုယ်လက်တန့်စင်ပြီးရင်ဘဲဘဲလက်ရဲ့လက်ကောက်ဝင်မှာမြင့်အစိမ့်နဲ့19751ဆိုတဲ့နံပါတ်ကိုရေးရမှာဖြစ်ပါတယ်9ရက်ဆက်တိုက်အချိန်မှန်ရေးပါ9ရက်မပြည့်ခင်မှာဆန္ဒပြည့်သွားတယ်ဆိုရင်လေ9ရက်ပြည့်အောင်တော့ဆက်ပြီးရေးရမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ရှင်